Hello မင်္ဂလာပါမျိုးတို့ရေဒီတစ်ခါVLOOKUP လို့ခေါ်တဲ့ vertical lookup နဲ့ပတ်သက်ပြီးတော့ပတ်သက်တဲ့ဒီ formula tutorial လေးကိုဝင်မြပေးချင်ပါတယ်ဒါကတော့ကျွန်တော်ဖန်တီးထားတဲ့ data အကျဉ်းလေးပဲဖြစ်ပါတယ်ပြီးတော့ဒီလူတွေဒါအယောက်ထောင်တောင်းဆိုရင်ကျွန်တော်တို့ကဒီတယောက်ချီစီရဲ့ information ကိုရှာဖွေဖော်ထုတ်ရတာအင်မတန်မှအချိန်ကြာပြီးတော့ခက်ခဲမှာဖြစ်ပါတယ်ဆိုတဲ့အခါကျတော့အဲ့ဒါကိုကျွန်တော်တို့က VLOOKUP ကိုသုံးပြီးတော့ဒီဟာကိုအလွယ်တကူလုပ်လို့ရအောင်ကျွန်တော်လုပ်ဆောင်မှာပဲဖြစ်တယ်ပေါ့နော်ဆိုတဲ့အခါကျတော့ okay here ကျွန်တော်တို့အခုနာမည်တစ်ခုရေးလိုက်ပါမယ်ပေါ့နော်ထားလိုက်ပါအမေမမကိုသူက case sensitive တော့မဖြစ်ဘူးနဲ့တူတယ်မဖြစ်တဲ့အခါကျတော့မမလို့ပဲကျွန်တော်ရေးလိုက်ပါမယ်ရေးလိုက်ပြီးတော့မမရဲ့အသက်ဘယ်လောက်ရှိလဲဆိုတော့ကျွန်တော်တို့ကရှာမှာဖြစ်ပါတယ်ရှာမဲ့ခါကျတော့ VLOOKUP ပေါ့နော်ကျွန်တော်တို့ VLOOKUP okay so ဒီဟာမရှာခင်မှာကျွန်တော်လွယ်ကူတဲ့ဒီ table creation လေးကိုပါကျွန်တော်ဖော်ပြပေးချင်ပါတယ်ဒီကျွန်တော်တို့ဒီ data set လေးကိုကျွန်တော် select လုပ်လိုက်မယ်ပြီးရင် control T ဆိုတော့နှိပ်လိုက်မယ်ပေါ့နော်အဲ့ဒါဆိုရင်ဒီဟာဒီ table ဖြစ်သွားပါပြီ table ဖြစ်သွားတဲ့အခါကျတော့ကျွန်တော်အလုပ်လုပ်ရတဲ့အခါ formula တွေကိုချုပ်ဆရာမလိုဘဲနဲ့ automatic ကျွန်တော်ဖော်လို့ရမှာဖြစ်ပါတယ်okay အဲ့ဒါခါဆိုတော့ကျွန်တော်တို့ VLOOKUP formula ကိုပြန်သွားရအောင်ပါ so VLOOKUP ဆိုပြီးတော့ formula ကိုရှင်းလိုက်မယ်ဆိုရင်ဒီလိုဟာမျိုးရပါပြီ lookup value ကမမဆိုတဲ့ဟာကိုကျွန်တော်တို့ကရှာရှင်းပါတယ် table array ရဒီ table ထဲမှာရှာမှာဖြစ်ပါတယ်နောက်ပြီးတော့ index column က index column ဆိုရင်ဒီမှာ column က2 1 2 3 3ခုရှိပါတယ်ကျွန်တော်တို့ column ဒါမှ2မှာရှိတယ်သူရဲ့အသက်ကိုလိုချင်တာဖြစ်တဲ့အတွက်2ကိုကျွန်တော်ယူလိုက်ပါမယ်ပြီးရင် rate lookup rate lookup ကကျွန်တော်တို့ကtrue ဆိုရင် approximate လောက်ပဲရှာတယ်ပေါ့နော်ကျွန်တော်တို့က false ဟိုသုံးပါပြီ exactly အတိအကျပေါ့နော်အတိအကျလိုချင်တဲ့အခါကျကျွန်တော် false false ပေါ့နော်ရိုက်လဲရတယ်ယူလဲရပါတယ်အန်တာလက်ခေါက်လိုက်မယ်ဆိုရင်မမရဲ့အသက်ဒီ73နှစ်ဖြစ်ပါတယ်တဲ့မမအသက်73နှစ်ဆိုတာမှန်တယ်โอเคဟုတ်ပြီဒါဆိုရင်မမဒီယောက်ျားလားမိန်းမလားဆိုတာကိုလည်းကျွန်တော်တို့ထပ်ယူလိုက်မယ်ပေါ့နော်ဒီ formula ကို copy လုပ်လို့လည်းရတယ်ဒါမှမဟုတ်အသစ်ပြန်ရေးလည်းရတယ်မြင်မြချင်း VLOOKUP ဒီနာမည်ကိုကျွန်တော်တို့ VLOOKUP ကိုရှာမယ်ပြီးတော့ table array ကတော့ဒီ table ပဲဖြစ်ပြီးတော့ကျွန်တော်တို့ rate lookup table array ဒါပဲနောက်ပြီးတော့ဒီမှာ column index ပြီး1 2 3 gender ဆိုရဲကျမ်းမနံပါတ်3 column ကိုကျွန်တော်ရွေးမှာဖြစ်ပါတယ်ပေါ့နော်ဒီအတိအကျရှာရှင်းတာဖြစ်တဲ့အတွက် false first ဆိုရဲဟိုကျွန်တော်ရွေးချလိုက်မယ်ဆိုရင်မမသည်အသက်73နှစ်ဖြစ်ပြီးတော့မမသည်အသက်73နှစ်ဖြစ်ပြီးတော့အမျိုးသမီးဖြစ်ပါတယ်ပေါ့နော်โอเคအဲ့ဒါဆိုရင်ကျွန်တော်တို့ကမောင်လေးကိုလည်းယူကြည့်လိုက်မယ် MG မောင် LAY လေးဆိုရောမောင်လေးဆိုရင်အသက်က24ပြီးတော့ယောက်ျားလေးအသက်24ယောက်ျားလေးဖြစ်တယ်အကယ်၍ data အသစ်တွေထည့်ချင်တယ်ဆိုရင်လည်းကိုပဲထားပါကိုကရှိပြီဆိုတော့ကိုဖြိုးပဲထားပါကို PHYO ကိုဖြိုးပဲထားပါကိုဖြိုးကကျတော့ဟိုပါပေါ့25ပဲထား25သူကကျတော့မေသူလည်းမေယောက်ျားလေးအဲ့ဒါဆိုရင်ဒီမှာကျွန်တော်ကိုဖြိုးရှာကြည့်လိုက်မယ် KO ကို PHY ကိုဖြိုးဆိုရင်လည်း25ယောက်ျားလေးဖြစ်တယ်ဆိုတော့ကျွန်တော်ဒါဒီ data ကိုရိုး data မဟုတ်ပဲねဒီ data ကိုကျွန်တော်တို့ table ဆောက်လိုက်တဲ့အတွက်ဒီဟာဒီ automatic ဆင်းသွားတယ်ပေါ့နော်ဒီကျွန်တော်တို့ရှာသမျှဒီ formula တွေဒီလည်း automatic ဒီ database တခုလို့ချုပ်ပြီးသားဖြစ်တယ်ပေါ့နော်ကျွန်တော်ဒေါ်လာဆိုင်နဲ့လိုက်ချုပ်ဆရာမလိုပါဘူးဒါအင်မတန်အဆင်ပြေတဲ့အနေနဲ့ဖြစ်ပါတယ်ဒါဆိုရင် VLOOKUP နဲ့ပတ်သက်ပြီးတော့အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်အားလုံးပဲကျမ်းမာချမ်းသာကြပါစေ